လုံးနဲ့လူရောက်လာပြီနော်အင်းကြီးဘဝမှာလေးငင်းလေးများရေဟိုမှာတီးတွားများဟိုမှာနေလူရောက်လာပစ္စည်းတွေချလာနော်ကြံကြောင်းခေါ်လိုက်တယ်ပေါင်းတရံနဲ့ကြံကြောင်းခေါ်တယ်ကြံကြောင်းကမီတာထောက်လိုက်နော်ရှီဆောင်လို့မီတာထောက်လိုက်နော်မော်တာပါပြောနေမော်တာပါပြောချက်ပြအကောင်ရင်အောက်မှာတဲ့နော်သူခံလာ10ပေါင်သူနဲ့ထူလိုက်နော်ကောင်းရင်73တယ်ကြံကြောင်းမီတာထောက်လိုက်ကွာတင်လာတော့ကွာရဘယ်နဲ့ထက်တယ်ဆိုတော့ကွာရနှစ်ထက်ကွာနော်ပေါ်ကွာအောက်ကွာရှိတယ်ပေါ်ကွာရမလောက်ဘူးအောက်ကွာရလောက်အတွင်းကွာရလောက်နော်အဲ့တော့မော်တာကြောင်းပြောပြဆိုရင်နော်ဒါတကောင်ဝဲလို့ပြောတယ်နော်မင်းရဲ့ဘွားကလာကြီးကောင်းတယ်လာကြီးကောင်းတယ်ဆိုတာဒါနော်ဒါလာကြီးကောင်းလို့ဆိုတာဒါလက်ပြော့နော်လက်ပြော့လာကြီးအပြော့မင်းရဲ့ဘွားကလာကြီးကောင်းစဆိုင်ဆိုလို့သိတာဒါလာကြီးအပြော့ထဲတာလက်ပြော့ဘယ်လိုလဲဆိုဇေယမင်းသူနော်ကိုရမှာလက်စစ်ရက်ထားတယ်တော့လေးဒီမှာပါပါတယ်ရထိုင်နဲ့ပါပြီးတော့ပါပါတယ်ဒါကလာကြီးအမနော်ဒါလက်မနဲ့လက်ပြောနဲ့ရှိတယ်နော်ဒီကောင်ကလက်မနော်ဒါလက်ပြောအကြီးတို့ပါဆိုရင်လက်မဖြစ်ဖို့ရတယ်နော်ဒီကောင်ကလက်ပြောဆိုမြန်တာပါပတ်လို့ရတယ်ဇေယမင်းသူကွာပတ်လို့တယ်နော်မှုတွေအဲ့ဒါနှုတ်တဲ့မှုကဘာလို့လဲဆိုတော့ဒါကြီးတူးရေးလုပ်ငန်းမှာနော်16နဲ့မာဟန်ရှိတယ်နော်16နဲ့မာဟန်16ဆိုတာကဒါ25ဓာတ်စီနော်25ဓာတ်စီဆိုတာဘာလို့လုပ်လဲဆိုတော့25ဓာတ်စီကအဝိုင်းရှိတယ်ဒီလိုရှိတယ်25ဓာတ်စီကရေအလုံးကတလောက်ရှိမယ်နော်ဒါရေပန်းနော်တောက်ချိုးတွေပြလာတာရေပန်းလက်ဆုံးသွားတယ်နော်10ဓာတ်စီရှိတယ်10ဓာတ်စီရေလုံးတလောက်ပဲသွားတယ်နော်ဒါတစ်ချက်စီနော်တစ်ချက်စီဆိုတစ်ကောင်အားနော်တစ်ကောင်အားနော်တစ်ကောင်အားလေးကြည့်ဟုတ်တယ်လားသူဆိုင်ရတစ်ကောင်အားဆိုင်နော်ငါမှုဆိုင်ပြငါမှုကကြည့်နော်ဆောမောင်လည်းရေမိတ်တာငါမှုမြန်မာနိုင်ငံသားနေတဲ့မျိုးနယ်မှုတွေမော်ဂန်မျိုးနယ်မှုတွေပြောင်းတယ်လားကိုရီးယားမျိုးနယ်မှုခေါ်ပါကိုရီးယားမျိုးနယ်မှုခေါ်ရဒီကောင်ကတရုတ်ဆက်ဆိုတော့တရုတ်မျိုးနယ်မှုတွေခေါ်ရမယ်နော်ဒီကောင်က900နော်ကိုရီးယားကျ900ရယ်100ရယ်50နော်ဒီပေးဝေးလုံးစိုက်ပျိုးရေးမှာရေပေးဝေးလုံးဆို50အားတုံးတယ်သူတို့နော်မြန်မာနိုင်ငံနဲ့တူတူပဲမြန်မာနိုင်ငံမှာဆိုရင်50အားတုံးတယ်နော်တကောင်အားဖြင့်စက်ရုံတွေလုံရုံတွေအိမ်တုံးတွေတကောင်အားနော်တကောင်အားကြည့်စီနော်ရေလုံးတကောင်ဆိုတလောက်ပဲထွက်မယ်ငါးမှုဆိုရင်လောက်ထွက်မယ်ငါးမှုနဲ့တစ်ချက်နဲ့ဒိတ်မကွာဘူးနော်အသိနေနေနဲ့ရေအားတကောင်ဝဲဆိုရင်အဲ့ဒါတစ်ချက်ခွဲကြမယ်နော်မျိုးနယ်မှုကြီးအကျွေးစီပေးလိုက်ရတယ်တကောင်ဝဲထွက်လာနော်ကိုရီးယား3ကျင်လည်းရတယ်နော်ကိုရီးယား3ကျင်ရတယ်တရုတ်3ကျင်လည်းရတယ်အဆင်ပြေအောင်ကြည့်လို့မင်းနောက်ကိုကက်မိကိုလုံးလေးလာတဲ့မင်းနောက်ကိုကက်တကောင်ဝဲထိတိုင်းပေါ့ဒါမင်းဘွားလာကြီးကောင်းတယ်ဆိုတော့ကွိုင်ပြန်ပတ်ရမှာပေါ့ကွာကွိုင်ရပြောက်သွားတာပေါ့အဲ့ဒီမှာဆက်တပ်ပါတယ်တပ်ပင်တိုင်ရစီတာပါအဲ့ဒါကောင်းလည်းစီရမယ်တပ်ပင်တိုင်ဆိုတော့တပ်ပင်တိုင်ဆိုတော့စီရလာစီရမယ်စီပြေကွိုင်ကြီးပြန်စိန်ပြီးတော့ကွိုင်ပြန်ထိလိုက်ရုံပဲကွိုင်ကပြတ်တာမဟုတ်လာကြီးသွားပါတော့နော်အဲ့ရနာပုံတင်းလေးကြီးကမဒီတော့သူတို့ကနော်ဒါဆိုကွိုင်ညှော်နိုင်ရဒါကွိုင်ပြတ်တာမဟုတ်ကွိုင်ဒီနာလာကြီးလေးလောင်သွားတာနော်ဒါပြန်သုံးလို့တော့ရတယ်ကွိုင်ပြတ်သွားရင်တော့အတိပြတ်ပန်းအဲ့ဒါဆိုတော့3သိန်းခွဲလောက်ကြာဒါကွိုင်မပြတ်ဘူးကွိုင်ဟိုဟာ short ပူသွားတာမီးပူပြီးတော့ဟိုဖြစ်သွားတာမပြတ်ဘူးနော်မပြတ်တဲ့ပြန်သုံးရဆေးစိမ်ပြန်သုံးရဒါ3သိန်းခွဲမကြာ3သိန်းခွဲဆိုအကုန်လုံးအချုပ်ဆက်ချုပ်တဲ့အမျိုးသမီးတွေအကုန်လုံးကွိုင်ပဲတပတ်တော့မှာပေါ့နော်ဒီမချိုးတော့ကွိုင်ပတ်လာလို့ရည်ဒါကြထူးတယ်နော်ထူးထေးလိုက်ရုံနော်အချီထူးထဲတော့ခက်တယ်အခုကိမိန်ကလေးမော်တာကွိုင်ပတ်နေပြီနော်ငါတို့ကလောကားကြီးပါကွာဟာ